はい皆さんこんばんは先生ကတော့先生တူရရင်ဖြစ်ပါတယ်先生ကဒီနေ့ကကျတော့ဗာလေးသင်ပေးချင်တာလေးဆိုရင်ပေါ့နော် M4 ကိုပေါ့နော်ကြာနေကြတဲ့ကျောင်းသားတွေ M4 ကိုမဖြေနိုင်တဲ့ကျောင်းသားတွေအတွက်先生ကအကူအညီပေးချင်တာဖြစ်ပါတယ်ပထမဆုံးပြောချင်တာပေါ့နော်တချို့ဆိုရှိရဲ့ M4 မှာစာလဲလုပ်တယ်先生ရဲ့သမီးတော့ပေါ့နော် M4 မှာစာလဲလုပ်တယ်စာလဲပြောတာတွေသမီး live မှတ်တယ်ကြက်တယ်ဒါပေမဲ့ M4 မှာကြာတယ်ပေါ့နော် M4 မှာကြာတယ်ဆိုပြီးတော့ဖြစ်ကြတာမျိုးရှိဒါကဒါ M4 level တွေမဟုတ်ဘူး M4 level တွေမဟုတ်ပေါ့နော် N3 ရှိရယ် N2 N1 စသဖြင့်ဘယ် level မှာမဆိုအဲ့လိုမျိုးတွေဖြစ်တတ်တဲ့သူတွေအများကြီးရှိတယ်စမ်းစဲကိုယ်တိုင်လည်းပါဝင်မယ်အဲ့တော့ပြောချင်တာကတော့ဘာကြောင့်ဒီလိုမျိုးဖြစ်တာလဲဆိုတော့တချို့ကစာရတယ်စာရဲ့သဘောတရားကိုမသိတာပေါ့နော်စာရဲ့သဘောတရားကိုမသိတာမျိုးရှိရယ်ပေါ့နော်အဲ့တော့ဆဲတို့ကဘယ်ဟာကိုပဲလုပ်တဲ့အခါမှာ तू ကစာလုပ်တာနဲ့မေးခွန်းလုပ်တာနဲ့တူလားဆိုရင်လုံးဝဇန်းချီကောက်လုံးဝမတူပါဘူးအဲ့တော့ဆဲပြောချင်တာကစာရခြင်းနဲ့ तू ကစာတရိုးသွားတယ်ပေါ့နော်မေးခွန်းကျွမ်းကျင်လို့အောင်နေသူမျိုးရှိတယ်စာရလို့အောင်တာမျိုးရှိတယ်မေးခွန်းရလို့အောင်တာမျိုးရှိတယ်စနေတို့ဆိုရင်စနေဆိုရင်ဘယ်လိုမျိုးခက်ခဲရှိခဲ့လဲဆိုဒီဂျပန်စာလေ့လာတော့ဆိုရင်စနေဆိုရင်စာအလောက်မလုပ်ဘူးစာအလောက်မလုပ်စနေကြောက်ဘာလဲဆိုရင်ဘာသာစကားသင်တာစနေကကျတော့စကားပြောရခြင်းနဲ့ तू စကားပြောရခြင်းနဲ့ तू grammar ကောင်းခြင်းနဲ့ तू အဲ့လောက်ထိစနေပွင့်လင်းပြောမယ်ဆိုရင်ကွာဒီထဲတွေကစနေစာမိုးဘက်မှာဆိုဒုတ်ကိုင်းကိုစနေလုံးဝသဘောမကျဘူးဘာလို့သဘောမကျလဲဆိုရင်ဒုတ်ကိုင်းဆိုတော့သူများထင်မြင်ချက်ကိုရေးတာစနေစိတ်မဝင်စားဘူးအဲ့တော့စနေဒီစာမွဲကူအန်ဝန်းလေပဲအောင်သွားတဲ့အထိကိုစနေဒီအားနေတာဒီဒုတ်ကိုင်းမှာလုံးဝစုပ်ပြတ်တအောင်အားနေအောင်နေဆိုရင်29 20ပေါ့နော်အများဆုံးရဘူးတာဘယ်လောက်လဲအန်2မှာဆိုရင်30လာပြီစနေဒါဘဝမှာရဘူးဆုံးကျန်တဲ့ level ဆိုတာလုံးဝမရအောင်အဲ့တော့ပြောချင်တာကခုဒီ M4 ပေါ့နော်ဒါခုစနေ M4 ကိုပြောတာဆို M4 နဲ့ပဲပြောချင်အဲ့တော့ M4 မှာစာရတာလဲစာလောက်တာပေါ့နော်အဲ့တော့ M4 ကိုအောင်ကျင်နေဆိုရင်မေကွန်းဟောင်းကိုကျွမ်းကျင်မှရမေကွန်းဟောင်းကျွမ်းကျင်မှရဥပမာဆိုရင်စနေပေါ့နော်ဒီနေ့စနေအကူအညီပေးမဲ့ဟာဆိုရင်အဲ့ဒါဘာလဲဆိုရင်မေကွန်းဟောင်းရဲ့ M4 မှာဆိုအပိုင်း3ပိုင်းရှိတယ်ဟုတ်အပိုင်း3ပိုင်းရှိတယ်ပထမအပိုင်းမှာဆိုရင်မင်းတို့ဘယ်နှခုဖြည့်ရလဲဆိုရင်5ပိုင်းဖြည့်ရတယ်နံပါတ်1ကခန်းကြီးနော်ခန်းကြီးကိုသူက2မျိုးမေးထားတယ်နံပါတ်1ကခန်းကြီးကိုပေးပြီးတော့ဟီရာဂနာကိုရွေးတာ ਨੇ နံပါတ်2ကဗာလဲဟီရာဂနာကိုပေးပြီးတော့ခန်းကြီးရွေးတာဟုတ်တယ်နော်အဲ့လိုမျိုးဖြေရတယ်နောက်တစ်ခုကကြောက်ဗာလဲဆိုရင်မီးနဲ့ကွက်လက်ထဲမှာကွက်လက်လေးထဲမှာဗာနဲ့တင့်တော်လေးဆိုတော့ရွေးတဲ့အပိုင်းနံပါတ်3ပိုင်းပေါ့နော်နံပါတ်4ကကျတော့ဗာလဲဆိုရင်သူကဗာလဲစာချောင်းတူတာလိုက်ရှာဟုတ်နော်စာချောင်းတူတာလိုက်ရှာတချောင်းပေးထားတယ်အဲ့ဒီတချောင်းနဲ့တူတဲ့ဟာကိုလိုက်ရှာနံပါတ်5ကကျတော့မီးနဲ့အသုံးပြုပေါ့အဲ့တော့ကိုကပြောချင်တာမေကွန်းလုပ်တဲ့အခါမှာဒီမေကွန်းတစ်ခုကဘာလို့ဆိုလိုတာလဲဆိုတော့ကိုကသိဖို့လိုတယ်အဲ့ဒါမှလည်းအမှတ်ယူတာမျိုးအမှတ်တည်တာမျိုးတွေလုပ်တင်တယ်ပေါ့နော်ဥပမာနံပါတ်1ဆိုရင်နံပါတ်1နဲ့2မှာဆိုရင်ခန်းကြီးပေါ့ခန်းကြီးမှာဆိုရင်သူက2မျိုးမေးထားတာဟုတ်တယ်မလား12မှတ်ဖို့လားမသိဘူးစင်စဲတော့မမှတ်မိတော့ဘောနော်12မှတ်ဖို့လားမသိဘူးပါတယ်ခန်းကြီး12မှတ်ဖို့ပါအဲ့တော့ကိုကဒီ12မှတ်လုံးအပိုင်ရဖို့အတွက်ခန်းကြီးပိုင်နေပြီလားဆိုတော့ကိုစဉ်းစားဖို့လိုတယ်ဘောနော်အမှတ်ဆိုတာသူကအောင်ဖို့အတွက်လောက်ရတာလေစာမိုးပဲဆိုတာအောင်ဖို့အရေးကြီးတယ်နံပါတ်1ကအဲ့တော့ဒီ M4 ရဲ့ rating ဒီ M4 rating ဒီဘယ်လောက်90ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကခန်းကြီးဒီ16မှတ်ရတယ်ဟုတ် sorry ခန်းကြီးဒီ73မှတ်လား12မှတ်လားမသိဘူး12မှတ်ဖြစ်မယ်12မှတ်ရတယ်ဆိုတော့ဒီ M4 certificate ရဖို့အတွက်က90မှာကိုက12မှတ်ရဖို့လေ12မှတ်ဒီလည်းအရင်ရေးပါအဲ့တော့ခန်းကြီး12လုံးမင်းတို့ရပြီဆိုလို့ရှိရင် M4 မှာအောင်မှတ်ကို90ကိုဘယ်နှမှတ်တက်တာသွားမလဲ88မှတ်ဖို့ပဲကိုစူးစမ်းတော့ဒါခန်းကြီးကိုရတဲ့သူတယောက်တွင်ဆိုစဉ်းစားကြည့်နော်စနေပြောတာတေချာစဉ်းစားကြည့်အဲ့တော့ခန်းကြီး12လုံးရတဲ့သူတယောက်အနေနဲ့ကဘာဖြစ်လဲအောင်မှတ်မှာ88မှတ်ဖို့ပဲစူးစမ်းအဲ့တော့ခန်းကြီးဒီလည်းအရေးမပါဘူးလားအရေးပါတယ်ဟုတ်တယ်နော်ပြီးရင်နံပါတ်3မေးခွန်းဖြစ်တဲ့ तू ကကြတော့ဘယ်နှပုတ်10ပုတ်လားမသိဘူးပါတယ်အဲ့တော့10ပုတ်ကိုစနေတို့ကြည့်လိုက်မယ်ဆိုရင်ဒီကောင်ဒီ10မှတ်လို့တွက်ပြင်မဲ့စနေတို့ဒီစောနာဒီခိုတိုးပါးတွေကြက်ထားတဲ့သူတွေအတွက်ပေါ့နော်မီနစ်မျိုးများကြက်တဲ့သူဆိုရင်ဒီကောင်တွေကိုဖြည့်တတ်တယ်ဆိုတော့ဒီကောင်လေး10မှတ်ဆိုတော့စင်တို့အမှ20ဖြစ်သွား20ဖြစ်တဲ့အခါကျတော့စင်တို့90မှာ80ဘူးပဲ try ရတော့မယ်အဲ့တော့ meaning ကျက်နေတဲ့သူနဲ့ခန်းကြီးလုပ်တဲ့သူဆိုရင်စာမွဲမှာ auto ဘယ်လောက်ရစင်တို့စာမွဲသဘောတရား minor အမှတ်ပေါ့သူက20တန်းပေးထားတာမျိုးပေါ့နော်အဲ့ဒါမျိုးသူကရတယ်ပြီးရင်နံပါတ်3နဲ့4မှာဆိုရင် meaning တူတာအဲ့ဒါဘယ်လိုလူမျိုးတွေရကြလဲဆိုရင်စာကြက်တဲ့အခါမှာအဓိပ္ပာယ်တူတာတွေကိုသိရသူရှိတယ်ဥပမာဆိုပါစို့အခုဒီမှာဆိုရင်ပေးထားတယ်စနေပေးထားအာရူဘိုက်တိုလို့ရေးထားတယ်အဲ့ဒီအာရူဘိုက်တိုဒီအလုတ်နော်အဲ့တော့အာရူဘိုက်တိုနဲ့တူတဲ့အကောင်ကိုသိတဲ့သူဆိုရင်ရတယ်အဲ့ဒါကိုပြောချင်တာကိုချက်တဲ့ meaning ဒီ
မြင်းထီလာမြင်းမလားသိဖို့လိုတယ်အဲ့တော့မင်းင်းကြက်တဲ့အခါမှာလေမင်းင်းကဘလက်ကြက်နေကြမလို့ဒီမင်းင်းကိုဥမာဆိုဘလက်ကြက်ပြီးတော့ကြက်နေတဲ့သူအလုံး30ရတာထက်ဒီမင်းင်းတစ်လုံးဒီဘလို့အဓိပ္ပာယ်ရှိရဘယ်နေရာမှာသုံးနေဆိုတော့15လုံးကြက်တွေကိုねတော်တော်ကြီးကိုကွဲတယ်အဲ့တော့မင်းင်းကြက်တဲ့အခါမှာလေကိုက N5 ပဲဖြစ်ဖြစ် N4 ပဲဖြစ်ဖြစ်အလုံး30ရနေဖို့မလို့ဒါပေမဲ့အဲ့ဒီမင်းင်းအလုံး30ကိုပိုင်နေလားဒီမင်းင်းဒီဘလို့နေရာတွေမှာသုံးတာလေဘလို့အဓိပ္ပာယ်ရှိလဲဆိုတာသိဖို့လိုတယ်အဲ့တော့မင်းင်းအရန်ကောင်းနေစရာမလိုဘူးဒါပေမဲ့အဲ့မင်းင်းတစ်လုံးကြက်တိုင်းတော့အဓိပ္ပာယ်ခွဲခြမ်းစိတ်ဖြာမှုတွေစင်စစ်လို့သိဖို့လိုတယ်ဟုတ်တယ်နော်အဲ့တော့စင်စစ်ကဒီနေ့ဘာ support ပေးချင်တာလဲဆိုစင်ဟိုအသေးရလာတာ N4 ခဏကြတယ်ဆိုတဲ့အခါကျတော့ကြားနေတဲ့အခါကျတော့စင်စစ်ကဒီနေ့ဘာဖြစ်လဲဆိုရင်ခုမင်းတို့16မှတ်ဖို့ကူညီပေးမှာနော်16မှတ်ဖို့ဆိုတာမင်းတို့ပထမပိုင်းဖြေရတဲ့ခန်းကြီးပေါ့နော်ခန်းကြီးကတော့မင်းတို့ရှိကိုပဲလက်လွှဲလိုက်ပြီခန်းကြီးကတော့မင်းတို့ရှိပဲလက်လွှဲလိုက်ပြီအဲ့တော့ခန်းကြီး12မှတ်ဖို့ရပြီးရင်တော့မင်းင်းကြက်တာလေးစင်စစ်အချိန်အားတယ်ဆိုရင်တင်ပေးဦးမယ်ပေါ့ဒီနေ့ကကြတော့ဗာလဲဆိုရင်အဲ့နံပါတ်3နဲ့4ကိုတော်တော်များများចောင်းသားတော်တော်များများမဖြေနိုင်ဘာလို့မှားရလဲမသိဘူးပေါ့နော်အဲ့တော့စင်စစ်ကဒီနေ့အဲ့နံပါတ်3နဲ့4မှာပါတဲ့အဓိပ္ပာယ်တူတာရှာတာနဲ့နော်အဓိပ္ပာယ်တူတာရှာတာနဲ့ဒီမင်းင်းဒီဘယ်လိုမျိုးသုံးတာလဲဆိုတာကိုစင်စစ်ပြောပြအဲ့တော့ဒီမှာစင်စစ်ပြောပြ N4O question အများဆုံးမေးတဲ့မေးခွန်းတွေဟုတ်ပါတယ်စာမွေးမှာဒါတွေပဲခဏမေးနေတာအဲ့တော့စင်စစ်ကဒါကိုမင်းတို့ကူညီပေးတဲ့သဘောပဲ तू ကမွန်တိုင်းမှာဆိုရင်ယုံနဲ့ကော့နော်နံပါတ်4နဲ့5မှာပါတဲ့အကောင်နဲ့16မှတ်ဖို့တော့ပါနော် तू ကဒီမွန်တိုင်းယုံနဲ့ကော့ကဘယ်လိုမွန်တိုင်းယုံဆိုရင် तू ကအဓိပ္ပာယ်တူတာကိုရှာရတာအဲ့နော်ပြီးနံပါတ်5ကျတော့ဗာလဲဆိုရင် meaning ရဲ့အသုံးပြုပုံဒီ meaning တစ်လုံးဒီဘယ်လိုနေရာမှာသုံးလဲဆိုတော့ तू ကမေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ခုဒီနေ့စင်စစ်ရှင်းပြတဲ့ဟာကိုလိုက်ပြီးတော့ကြက်လိုက်မယ်လိုက်ပြီးတော့ခဏဖွင့်ကြည့်မယ်ဆိုရင်စင်တို့ဘာဖြစ်သွားမလဲဒီနံပါတ်3နဲ့4အလကားနေ16မှတ်ဖို့ရအောင်အဲ့တော့စင်စစ်ပြောတာကိုခုစင်စစ်သင်ပေးတာကိုမယုံမရှိနဲ့လိုက်ပြီးတော့ကြည့်လိုက်ပြီးတော့အိမ်ရောက်ရင်ဖွင့်ကြည့်တာနားထောင်ကြည့်တာပဲလုပ်ကြည့်စာမွဲမှာအဲ့10ပုတ်မှာတေချာပုတ်မပါဘူးဆိုရင်6ပုတ်9ပုတ်လောက်ပါတယ်တပုတ်လောက်ကတော့ chance ပေါ့နော်တို့ကြိုက်တာမေးတာအဲ့တော့ကိုလည်းအသိရှိရဲဆိုရင်တော့အလကားနေ10မှတ်အပြည့်ပေါ့နော်10ပုတ်လုံးရ10ပုတ်ဆိုတော့တပုတ်ကို2မှတ်ဆိုတော့16မှတ်ရတယ်အဲ့တော့ဒီနေ့စင်းနဲ့လိုက်ပြီးတော့ဖြည့်ကြည့်အောင်နော်ပြီးတော့ N4O question ပေါ့နော်နောက်အခုဆိုပါတော့ net တက်ပဲဖြစ်ဖြစ်2လပိုင်း net တက်ကိုပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်9လပိုင်း GAPT ပဲဖြစ်ဒါလေးကိုခဏဖွင့်ထားတယ်ဆိုရင်ဒါလေးကိုခဏလိုက်ပြီးတော့စင်းပြောတဲ့ဟာကလုံးဝ perfect ပဲစာမွေးမှာဖြည့်နိုင်တယ်နော် okay အဲ့တော့နံပါတ်1 Arubaito ဆိုတာတော့အချိန်ပိုင်းလို့ကိုပြောတာတနည်းအားဖြင့်နော် Arubaito နဲ့တူတာဆိုရင်ဘာဖြစ်မယ်လို့ထင်လဲအဲ့တော့ Arubaito ဆိုတာအချိန်ပိုင်းလို့ဆိုရင်စင်းတို့ကအလုတ်လုတ်တယ်ဆိုတဲ့အသုံးလုံးနဲ့ဆိုတော့ Hatarakimasu နဲ့တူတာသိလားအဲ့တော့ Arubaito လို့ပြောရင်စင်းတို့က Hatarakimasu ကိုသိရတယ်ဟဲ့နော်အဲ့တော့ Arubaito လို့ပြောရင်စာမေးပွဲမှာ तू က Arubaito ဆိုပြီးခေါင်းစဉ်တင်လာရင်ကိုကဘာကိုလိုက်ရှာမလဲ Hatarakimasu အလုတ်လုတ်ဒီဆိုတဲ့အကောင်ရှာမယ်တနည်းအားဖြင့် Hatarakimasu ဆိုရင်စာမေးပွဲမှာတော့ Hataraite iru ဟုတ်တယ်နော်အလုတ်လုတ်နေတယ်ဒါမှမဟုတ် Hataraite ita အလုတ်လုတ်နေခဲ့တယ်အဲ့လိုမျိုးတွေတော့ပါလာမှာပေါ့တကြံနေကြရင်ဆရာငါတို့ Arubaito လို့ဒီမှာပြောတာငါ Hatarakimasu မပိုင်မရွေးတော့မလုပ်လာနဲ့အဲ့တော့ Arubaito နဲ့တူတဲ့ Hatarakimasu ဒါမှမဟုတ် Hataraite iru Hataraita ဒါမျိုးတွေပါလာနိုင်တယ်ရမယ်နော်တစ်လုံးရမယ်လို့ထင်တယ်အဲ့တော့ Arubaito Hatarakimasu နောက်တစ်ခုက Kirei ကဲမိန်းကလေးတွေဆိုရင်သိမလား Kirei ဆိုဘာဖြစ်မယ်လို့ထင်လဲ Kirei ဆိုရင်တေချာပေါက်ဒီဘာပဲဖြစ်ရမှာလဲ Usukushi ပဲဖြစ်ရမှာပေါ့ဟုတ်တယ်နော် Kirei ကလည်းသူကလှတာဆိုတော့သူနဲ့တူတဲ့ Usuku နော် Usukushi ဆိုတဲ့အသုံးလုံးနဲ့သူကတူမှာကျန်တဲ့ကောင်နဲ့သူကတူလို့မရအောင်ဟုတ်တယ်ဘာလို့ဆိုတော့ Kirei ဆိုတော့မိန်းကလေးလှတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိန်းကလေးလှတာနဲ့တူတဲ့ Usukushi ကိုပဲ Usukushi ရဲ့အဓိပ္ပာယ်ကလည်းလှပတော်ဆိုတဲ့အဓိပ္ပာယ်ပဲဒါ Kirei ကတော့နာခေရရှိပေါ့စနေကနားဖြုတ်တာနော်အဲ့တော့ Kirei နဲ့တူတာဒီဘာတူလဲဆိုရင် Usukushi ဆိုတဲ့အဓိပ္ပာယ်ကတူပါတယ်ရမယ်နော်ဟိုက်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်နံပါတ်2 Odoroku ဆိုတာဘာလို့ဒါလဲကခုံတာအဲ့တော့ Odoroku လို့ပြောရဲဆိုရင်စင်းတို့ဒီကခုံတယ်လို့ပြောရတဲ့ကြောင့်Odoroku ဆိုရင်စိတ်လှုပ်ရှားတာဟာနော် Odorokimasu ဒီစိတ်လှုပ်ရှားတာဖြစ်တယ်သူနဲ့ဆိုရင်ဗာလဲ Bikuri ဟဲ့နော် B အောက်မှာစွတ်ကလေးပါမယ်ခုရဲ့ ri ရဲ့ Bikuri ဟဲ့နော်အဲ့တော့သူဒီ Odoroku နဲ့တူတာဒီ Bikuri အဲ့တော့စာမွဲမှာလိုက်ရှာမယ် Odoroku လို့ပြောရင် Bikuri ရှာမယ် Bikuri လို့ပေးထားရင် Odoroku ရှာအပြန်လန်ချက်ထပ်ဖို့လိုရယ်နော်အဲ့တော့ Arubaito Hatarakimasu Kirei Usukushi
Odoroku Bikuri ဟုတ်တယ်နော် okay ကဲနောက်တစ်ခုကကြာပါလဲဆိုလို့ရှင် Uteimasu Uteimasu ရောင်းနေတာအဲ့တော့ Uteimasu လို့ပြောရင်ဆင်းလို့ဒီဘာဖြစ်လဲ Uteimasu ဆိုရင်ရောင်းနေရဆိုရင် Yushusu ဖြစ်ရမှာပေါ့နော် Yushusu ဖြစ်ရပါမယ် Yushusu ဆိုတာဘာလဲတနည်းအားဖြင့်တင်ပို့တာပါရောင်းနေဆိုတာတင်ပို့တာနဲ့အတူတူပါပဲအဲ့တော့အဲ့ဒါကိုကြက်ထားပါစာမွေးမှာခဏခဏမိရနော်အဲ့တော့ Uteimasu ရောင်းနေတယ်ဆိုရင် Yushusu ဟုတ်တယ်နော် okay ကဲနောက်တစ်ခုကကြာပါလဲဆိုရင် Danomimashita မှာကြတာ Danomimashita ဆိုရင်ဘာလုပ်တာလဲမှာကြတနည်းအားဖြင့် Onegai shimasu လုပ်တာပေါ့မေတ္တာရက်ခံတာပေါ့ဟုတ်တယ်နော် Onegai shimasu ဟုတ်လား Onegai shimasu ဟုတ်နော် okay ရနော်ကဲနောက်တစ်ခုကကြာတော့ဘာလို့ရေးထားလဲဆိုရင် အာမေကဇာလို့ဖတ်ပါတယ်ဇာအားလို့မဖတ်ပါဘူးအာမေကဇာဒါကတော့ slang လို့ခေါ်တယ်ဆင်တို့တနည်းအားဖြင့်ဘယ်လိုလဲပြောသေးတယ်အိုနိုမာထိုပဲလို့ခေါ်တယ်မိတန်ဆွဲအလင်္ကာတွေပေါ့နော်ဇာဆိုတဲ့အဓိပ္ပာယ်နော်ဇာစစနောက်မှထပ်ပြောပြအောင်အဲ့တော့အာမေကဇာနော်မိုးရွာတာပေါ့နော်မိုးတဲကြီးမဲကြီးရွာတဲ့နေရာမျိုးတွေမှာသုံးတယ်အဲ့တော့ဒီဘက်မှာဆိုရင်ဘယ်လိုမျိုးရွာမလဲဆိုရင် taksan သူကအများကြီးဆိုတော့အဲ့ဒါနဲ့တော့ taksan furimas ဖြစ်ရပါမယ်အဲ့တော့အာမေကဇာလို့ပြောရင် taksan furimas တနည်းအားဖြင့်မိုးအများကြီးရွာတဲ့နေရာမှာသုံးတာပေါ့နော်နားလည်မလား okay ကဲနောက်တစ်ခုကကြာပါလဲဆိုရင် ondo နော် ondo ဆိုတာကခုံတာပါအဲ့တော့ ondo ကခုံတာဆိုရင်ဆင်တို့ ondo နဲ့တူတာဆိုဘာဖြစ်မလဲ dansu ဖြစ်ရပါမှာဟုတ်တယ်မလား dansu နော် dansu ကလည်းကခုံတာ dansu နော် dansu ဆိုတာကခုံတာပါအဲ့တော့ ondo နဲ့တူတာဆိုရင် dansu ဟုတ်ပြီနော်ကဲနောက်တစ်ခုကကြာပါလဲဆိုရင် dokushin ဆိုတာလူပြိုလူလွတ်အဲ့တော့လူပြိုလူလွတ်ဆိုတာတနည်းအားဖြင့်ဘာဖြစ်လဲအိမ်အောင်မကြသေးတဲ့သူပေါ့ဟုတ်တယ်မလားအဲ့တော့ kekkon shite imasen kekkon ဖြစ်ရမှာနော် ke အောက်ကစုကလေးပါမယ် kekkon shite imasen ဟုတ်လားစနေပြောတာနားလည်မနော် kekkon shite imasen ကဲနောက်တစ်ခုက yawara kai ဆိုတာဗာလဲနူးညံ့ပြော့ပြောင်းတာ yawara kai နူးညံ့ပြော့ပြောင်းတာဆိုရင်တနည်းအားဖြင့်ခါတိုင်ရမှာကြောတာခါတာခုနိုင်မို့ဟုတ်တယ်မလားခါတာခုနိုင်ခါတိုင်ရမှာလားညင်းပလိုက်တာလေခါတာခုနိုင်ဆိုတော့ဘာဖြစ်လဲမမာကျိုးဆိုတဲ့အကောင်ရွေးပေးရမှာပေါ့နော်ယာဝါရခိုက်ဆိုရင်ခါတာခုနိုင်လို့မင်းတော့ယာဝါရခိုက်ပဲဖြစ်ရမယ်ကဲနောက်တစ်ခုမိတန်ဆွဲအလင်္ကာလေးလာပါပြီနီကိုဆိုတော့ဗာလေပြုံးစီလောက်တာဟုတ်နော်အဲ့တော့ဝါရိုင်းမတ်နဲ့အနီးဆက်ဆုံးဆင်ပါတယ်ရီမောတာဝါရိုင်းမတ်နီကိုဝါရိုင်းမတ်โอเคနောက်တစ်ခုကဒီကောင်ကတော့တောင်းတန်မသိကြဘူးဟီမီဆလှုပ်ဝက်ချက်ကိုပြောတာပါလှုပ်ဝက်ချက်ဆိုတာကိုယ့်ရဲ့ကိုယ်တာprivacy တွေကိုပြောတာပါနော်ဟီမီဆလို့ပြောဟီမီဆဆိုတဲ့အိဗေကကျတော့ तू ကလှုပ်ဝက်ချက်လို့ပြောတဲ့အတွက်ကြောင့်မို့လို့နားတယ်မို့ E19 တဲ့ခူတာဆိုင်ဖြစ်ရမှာပေါ့ဟုတ်နော်လှုပ်ဝက်ချက်ဆိုရင်ဘယ်သူ့မှမပြောအောင်ဒါတယ်မို့ E19 တဲ့ခူတာဆိုင်ဘယ်သူ့မှမပြောပါနဲ့ဟုတ်တယ်နော်စိတ်မီးနဲ့မှာပါတာပါပြီးရင်နောက်တစ်ခုကဘာလဲဆိုရင် အီဆိုဂါရှိအလုံများတယ်ဆိုတော့တနည်းအားဖြင့်ဆင်းတို့ဒီဟီမာဂျာအာရီမာဆန်တနည်းအားဖြင့်ဘာပြောလဲမအားတာပေါ့ဟုတ်လားအီဆိုဂါရှိအလုံများတယ်ဆိုရင်ဟီမာဂျာအာရီမာဆန်ဘာကြောင့်လဲဆိုရင်ဟီမာနာအားလက်တာလေဟုတ်နော်ဟီမာနာအားလက်တာဆိုရင်ဆင်းတို့ဒီဟီမာနာဒီအားလက်တာဆိုရင်ဆင်းတို့ဒီမအားဘူးလို့အဓိပ္ပာယ်ပြောင်းပြရမှာဟီမာဂျာအာရီမာဆန်ပင် you knew တင်သွင်းတာ you knew ဒီဘာလို့လဲတင်သွင်းတာပစ္စည်းတွေကိုတင်သွင်းတယ်ဆိုတာတနည်းအားဖြင့်ဘာလို့လဲဝယ်လိုက်တာ kaimas ဝယ်သည်အဲ့ဒီကောင်နဲ့တော့တူပါတယ်ဒါမှမဟုတ်ကဲနောက်တစ်ခုဘာလဲဆိုရင် jozu ကဘာလဲတော်တယ်ဆိုရင်တနည်းအားဖြင့်ဘာပြလဲ jozu ဆိုရင် umai နဲ့တော့တူပါတယ်เนาะမထင်ထားဘူးမလား umai ကျွမ်းကျင်သောတော်သောနဲ့တော့တူပါတယ်เนาะ jozu ဆိုရင်ဘာလဲ umai နဲ့တော့တူပါတယ် jozu umai အဓိပ္ပာယ်ချင်းတူပါတယ်
ကဲနောက်တစ်ခုကကြောက်ပါလဲဆိုရင်မူဇူကာရှိခုနိုင်မူဇူကာရှိရခက်ခဲတာမူဇူကာရှိခုနိုင်မခက်ခဲဘူးဆိုရင်တနည်းအားဖြင့်ပါလဲခန်တန်နာလွယ်ကူတာပေါ့အဲ့ဒီကောင်နဲ့တော့တူပါတယ်ရမယ်နော်ဟုတ်ပြီနောက်တစ်ခုကဒိုင်ဟန်ဆိုရင်ပင်မခက်ခဲတာဒိုင်ဟန်လို့ပြောတဲ့ပင်မခက်ခဲတာဆိုရင်စင်းလို့ဘာကိုရွေးရမယ်ထင်လဲစကာလေမတ်ဟဲ့နော်စကာလေမတ်ကိုယူရပါမယ်ပြီးရင်နောက်တစ်ခုရှုပတ်ထွက်ခွာတာဟဲ့နော်ရှုပတ်ထွက်ခွာတယ်ဆိုရင်သူကဘာလဲဆိုရင် demas ကိုယူရတာပါ demas ကိုထွက်သည်ဆိုတဲ့အကောင်ယူရတာပါရလား okay ကဲနောက်တစ်ခုကဘာလဲဆိုရင်ဆဲဆန်ထုတ်လုပ်ခြင်းနော်ဆဲဆန်ထုတ်လုပ်တယ်ဆိုတော့တနည်းအားဖြင့်ဘာလုပ်တာလဲ zukurimas ဖန်တီးတာနဲ့တူတူပါပဲပြီးနောက်တစ်ခုကဒိုင်းကြီးကဘာလဲအရေးကြီးတာဒိုင်းကြီးအရေးကြီးပြီဆိုတဲ့အဆင်းလို့ဘာလုပ်ရတော့မှာလဲဒိုင်းဆေဆောတန်ဖိုးထားရမှာပါဒိုင်းဆေဆနာတန်ဖိုးထားရပါတယ်ဒိုင်းကြီးအရေးကြီးရဆိုဘာလဲဒိုင်းဆေဆနာလောက်ရပါတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင် king an ကြားဘူးလား king an ဆိုတာဘာလဲဒါဘာကိုစူဝနိုင်တဲ့ခူတာဆိုင်ဆက်လိမ့်မတော့ရလို့ပြောတာပေါ့တနည်းအားဖြင့်เนาะအဲ့တော့ဒါဘာကိုเนาะစံစရာဒီလိုပဲရေးလိုက်မယ်เนาะဒါဘာကိုစူဝနိုင်တဲ့ဆက်လိမ့်မတော့ပါနဲ့ဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ king an ဒီလဲဗာလဲဒါဘာကိုစူဝနိုင်တဲ့ကဲနောက်တစ်ခုကထိုတိုကေမတ်ရောက်ရှိတာတိုတိုကေမတ်ဆိုရင်ဆင်းလို့ဘာကိုရွေးရမှာလဲဆိုရင် zukimas ရောက်ရှိသည်ကိုရွေးရပါမှာဟဲ့နော်တိုတိုကေမတ်ဆိုရင် zukimas ရောက်ရှိသည်ကိုရွေးရမှာပါပြီးရင်နောက်တစ်ခုဥဆိုဆိုတာဗာလဲလိန်ညာတာဆိုရင်ဆင်းလို့ဘာကိုရွေးရမှာလဲဟွန်တိုဂျာအာရီမာဆန်အမှန်တရားမဟုတ်တာဗောဟုတ်တယ်မလားဥဆိုကလိန်ပါတယ်ဆိုရင်ဟွန်တိုကအမှန်တရားအဲ့တော့အမှန်တရားမဟုတ်တာဆိုဟွန်တိုဂျာအာရီမာဆန်โอเคရမယ်နော်ကဲနောက်တစ်ခုကကြောက်ပါလဲဆိုရင်မိုဒိုရုပြန်လှည့်လာတယ်ဆိုရင်ဆင်းတော့တနည်းအားဖြင့်ခါယရီမတ်လောက်တာနဲ့တူတူပါပဲအိမ်ပြန်လာသည်ဆိုတာပြန်လှည့်လာဆိုတော့တနည်းအားဖြင့်အိမ်ဝင်ပြန်လာပဲအဲ့တော့မိုဒိုရီမတ်နဲ့တူပါတယ်ပြီးရင်နောက်တစ်ခုကစုခုကြားဘူးလားစုခုဆိုတာခြောင်တာနော်စုခုဆိုတာဗာလဲခြောင်တာဟုတ်နော်စုခုဆိုတာဗာလဲခြောင်တာဆိုရင်ဆင်းတော့ဘာကိုသွားယူရမှာလဲဆိုရင်ခွန်ဒေအီမာဆန်ဆိုတာကြားဘူးလားမပြည့်နေဘူးဆိုတဲ့အဓိပ္ပာယ်ခိုမီမတ်ကလားခိုမီမတ်ကိုသူကခိုမီမတ်ကပြည့်ကျက်တာအဲ့တော့ဆင်းတော့ခိုမီမတ်ကပြည့်ကျက်တာဖြစ်တဲ့ကြောင့်မို့လို့မပြည့်ကျက်နေဘူးဆိုတဲ့ပတ်တန်ပြောင်းရင်ခွန်ဒေအီမာဆန်ဖြစ်ရမယ်အဲ့တော့စုခုကခြောင်တာခွန်ဒေအီမာဆန်ကလည်းမပြည့်ကျက်ဘူးဆိုတဲ့နေရာဖြင့်ခြောင်နေဆိုတဲ့အဓိပ္ပာယ်ပဲရမယ်နော်ဟိုက်ပြီးရင်နောက်တစ်ခုကနူရူရဲ့သဘောတရားပါလေနူရေးတာနော်နူရေးတာဆိုတော့အာတာတာခိုက်ဖြစ်ရပါမယ်ရမယ်နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်အိုဆိုဝါရုကြားဘူးလားအိုဆိုဝါရုဆိုတော့တင်ယူတာနာရိုင်းမတ်နဲ့တူတူပါပဲကလေးတို့အဲ့ဒါတောင်းတန်မကြားဘူးကြပါဘူးသတိလည်းမထားမိကြဘူးဗောနော်ဒါအပြစ်တော့မဟုတ်ဘူးအဲ့တော့မကြားဘူးဆိုဒါလေးမှတ်ထားမယ်နော်အိုဆိုဝါရုဆိုတာသူကတင်ယူတယ်ဆိုတဲ့နာရိုင်းမတ်နဲ့အတူတူပါပဲပင်ဆတ်ဆိုီမတ်ဘာလို့ဒါလဲအဖော်ဆက်တာနော်အဖော်ဆက်တာဆိုတော့တနည်းအားဖြင့်ဆင်းလို့ပါလေ short time လောက်တာပဲကြားဘူးလား short time ဆိုတာဖိတ်ကြားတာ short time ဆိုတာဖိတ်ကြားတာလာဖို့အတွက်ဒါအဖော်ဆက်တယ်ဆိုတာဆတ်ဆိုီမတ်နော်အဖော်ဆက်တယ်ဆိုတဲ့ပဲနော်ပြီးရင်နူဆုမှုကြားဘူးလားနူဆုမှုဆိုတာခိုးတာပစ္စည်းတွေပါခိုးတယ်ဆိုတဲ့နေရာမှာတောင်းတာတိုရီမတ်နဲ့တော့တူတယ်တိုရီမတ်နဲ့တူပါတယ်ဟိုက်ပြီးရင်နောက်တစ်ခုကချီဆိုင်တင်းငယ်တာဆိုရင်ဆဲလို့ဘာဖြစ်မလဲတင်းငယ်တာဆိုရင်တင်းငယ်ဆိုရဘာဖြစ်လဲခိုမာခိုက်နဲ့သွားဆင်တယ်နော်ခိုမာခိုက်နဲ့သွားဆင်ပါတယ်
ဟုတ်တယ်နော်ချီဆိုင်သေးငယ်တာဆိုရင်ခိုမာခိုက်ဆိုတဲ့သေးငယ်တာနဲ့သွားဆင်ပါတယ်ပြီးရင်နောက်တစ်ခုကယောငော်တဲ့သူကညစ်ပတ်တာဆိုတနည်းအားဖြင့်ခီတာနိုင်ပေါ့ခီတာနိုင်နဲ့သွားဆင်တာပေါ့ကလေးတို့ရဲ့ဟဲ့နော်ခီတာနိုင်နဲ့သွားဆင်ပါတယ်ဖင် tazinemas နော် tazinemas ကကြောင့်ဆင်လို့ပါလို့လဲဆိုရင်မေးမြန်းတဲ့နေရာမှာသုံးတာမေးတာတော့ရှားတယ်နော်ဒါပေမဲ့မေးလာတဲ့ခါကျရင် tazinemas ကမေးမြန်းတာဆိုတော့ kikimas အဲ့ဒီကောင်ယူရပါမယ် kikimas ကိုယူရပါမယ်ဟဲ့နော် kikimas ကိုယူရ kikimas ကနားထောင်တာမေးမြန်းတာလေအဲ့လိုနေရာမျိုးမှာသုံးတာဒါဆာမွဲမှာတော့ tazinemas လို့ပြောပြီးတော့ kikimas လို့ပြီးတော့လည်းပါလာခြင်းမှပါမယ် kite imasan လို့ပါတော့ kite imas လို့ပါပါလာတယ်နော်ပြီးရင်နောက်တစ်ခုက ayamari ဆိုတာဗာလဲမှားယွင်းတာနော်တောင်းပန်တယ်လို့လည်းပြောလို့ရတယ်သူကဒါပေမဲ့သူ့ရဲ့ original စကားလုံးကတော့ ayamari ဆိုရင်ဒါအမှားယွင်းပဲအမှားယွင်းလို့ပြင်တဲ့အတွက်ကြောင့်ဆင်လို့ပါပြရမလဲ ayamari ဆိုရင် chigaimas ကိုယူရပါမယ် chigaimas ကိုယူရပါမယ်ကဲနောက်တစ်ခုက meshiagarimas ကိုတော့သူကစာမှုပွဲမှာဆိုရင်တော့ဆင်လို့ဒီ tabemas nomimas နဲ့မေးရင်မမေးရင်သူကဗာလဲဆိုရင် shokuji shimas နဲ့မေးနိုင်ပါတယ်တခါမှတော့မမေးသေးဘူး shokuji shimas ဆိုပြီးတော့ပါလာနိုင်ပါတယ်အဲ့တော့ meshiagarimas ဒီ tabemas nomimas ကတူတဲ့အကောင်ပေါ့နော်တနည်းအားဖြင့်ဟိုပါပေါ့စွန့်ခဲပေါ့နော်ဒါပေမဲ့စာမွဲမှာတော့ဒီလိုလေးပါလာနိုင်ပါတယ်ကဲနောက်တစ်ခုက atarashi ကအသစ်ဆိုတော့သူကအသစ်တစ်လွင်တဲ့နေရာမှာသုံးတာဆိုတော့စာမွဲမှာသူကဘယ်လိုလှည့်လာနိုင်လဲဆိုရင်သူကရှင်းဆန်းဆိုတဲ့အကောင်သိလားလက်ဆက်သောဆိုတဲ့အကောင်မျိုးနဲ့သူကမေးနိုင်တယ်မေးဘူးတယ်တခါမေးခွန်းအောင်ပါနော်နက်တက်ဖြေတော့တွေ့ဘူးတယ်အဲ့တော့ရှင်းဆန်းနာဆိုတဲ့အကြောင်းသားတွေပြန်ပြောတာစင်းလေးသင်ပေးဘူးတယ်နော်အဲ့တော့အာတာရာရှိရဲ့သဘောတရားသူကအသစ်ဆိုပေမဲ့သူကလက်ဆက်သောဆိုတဲ့အဓိပ္ပာယ်လည်းတစ်ခါလေးမှသုံးတယ်အဲ့တော့အာတာရာရှိလို့ပြောရင်စင်းလို့ဒီရှင်းဆန်းနာဆိုတဲ့နော်လက်ဆက်သောဆိုတဲ့အကောင်တဘာဝဖြစ်သောဆိုတဲ့အကောင်နဲ့သွားရွေးပေးရတယ်နော်အဲ့ဒါစာမိုးမှာနက်တက်မေးခွန်းမှာဆိုခဏမေး JPT မှာတော့မမေးဘူးသေးဘူးထင်တယ်နော်ပြီးရင်နောက်တစ်ခုကရှီယောအသုံးပြုတယ်ဆိုရင်သူနဲ့တူတာဗာလဲ skaimas အဲ့ဒီကောင်နဲ့တူပါတယ်ပြီးရင် okulemas ကနောက်ကျသည်ဆိုတဲ့အတွက်ကြောင့်မို့လို့ဘာတွေမေးနိုင်လဲဆိုရင် chikoku နော် chikoku ကလည်းနောက်ကျတာပြီးရင်နောက်တစ်ခုကဘာလဲဆိုရင် mani aimasan ဆိုပြီးတော့လည်းဖြစ်နိုင်တယ်သိလားနော်ဒီကောင်ကတော့အဲ့လိုအဓိပ္ပာယ်နှစ်မျိုးထွက်နေတယ်အဲ့တော့မင်းတို့ဒီခု okulemas ကပဲနောက်ကျတယ်မို့ okulemas နဲ့တူတာဒီ chikoku shimas ဒီလိုလဲမေးသွားနိုင်တာပဲဒါမို့ mani aimasan အချိန်မမီတာဒါလေးမေးအချိန်မမီရင်ဘာဖြစ်နောက်ကျတယ်လေဟုတ်တယ်နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်ပြီးရင်နောက်တစ်ခုကဘာလဲ shulyo နော် shulyo ဆိုတာဘာလို့လဲ shulyo ဆိုတာပြင်ဆင်တာထင်တယ်ပြင်ဆင်တာမဟုတ် shuri ဖြစ်မယ်နော် shulyo ဆိုအချက်လက်ဆိုတဲ့အတွက်ကြောင့် shulyo ဗာလဲအချက်လက်ဆိုတော့ khatarugu ဖြစ်နိုင်တယ် khatarugu ကတ်တက်လောက်နဲ့သွားတူတယ်အဲ့ကောင်နော် shulyo ဆိုတာအချက်လက်တွေဆိုတော့ khatarugu နဲ့သွားတူပါတယ်ရမယ်နော်ပြီးရင်နောက်တစ်ခုက amega agarimas ကြားဘူးလား amega agarimas အာမဲဆိုတာမိုး agarimas ဆိုတာတက်တာမိုးကတက်တာဆိုတော့တနည်းအားဖြင့် yamimas ပေါ့ဟုတ်တယ်မလားမိုးတိတ်တာနဲ့အတူတူပဲခါမှမမေးသေးဘူးနော်နော် amega agarimas မိုးကအပေါ်တက်သွားတာမဟုတ်မိုးတိတ်သွားတယ်လို့အဓိပ္ပာယ် yamimas နဲ့တူပါတယ်မေးလာနိုင်တယ်နော်အဲ့လိုအကောင်မျိုးတွေသတိထားပြီးရင်တော့ omimai နဲ့နော် omimai ဆိုတာတနည်းအားဖြင့်ဗာလဲလူနာသတင်းသွားမေးတာအဲ့တော့သူကဗာလဲတနည်းအားဖြင့်ပြောအင်းနိikuဟုတ်တယ်မလားပြောအင်းနိikuဆေးရုံကိုသွားတော့ဟုတ်တယ်နော်ဆေးရုံကိုသွားတယ်ဆိုတဲ့အဓိပ္ပာယ် omimai ဆိုတာတော့လူနာသတင်းမေးရဆိုဆေးရုံသွားရမယ်လေနော်ဟုတ်တယ်မလားပြီးရင်နောက်တစ်ခုက shiriai ရဲ့သဘောတရားသူကအတိမိတ်ဆွေကိုပြောတာဆိုတော့တနည်းအားဖြင့်စာပွဲမှာတိုမိုဒါချီဒါမျိုးတွေပါလာနိုင်တယ်နော်တိုမိုဒါချီနော်ပြီးရင်နောက်တစ်ခုကပါလဲခိုင်ရှာအင်းဟုတ်တယ်မလားနော်အတိတွေဆိုတော့ခိုင်ရှာအင်းနော်ကုမ္ပဏီဝန်ထမ်းဒါတွေကအတိတွေလေကိုယ့်ရဲ့အတိမိတ်ဆွေတိုမိုဒါချီတို့နော်ခိုင်ရှာအင်းတို့ဒါမျိုးတွေကိုဒါကိုနဲ့တိကျွမ်းတဲ့သူတွေမျိုးပေါ့နော်ဒါ level မြင့်လာရင်တော့နောက်ပိုင်းကျတော့ပါလိမ့်မယ်နာကာမတို့ပေါ့နော်လုတ်ဖော်ဂိုင်းဘတ်တွေကိုပြောတာဒါမျိုးတွေကိုသူကပြောနိုင်တယ်နော်အဲ့တော့ shiriai နဲ့တူတာဒီတိုမိုဒါချီခိုင်ရှာအင်းဒါမင်းတို့ level ဆိုရင်တော့နောက်တစ်ခုကိုယ့်ဘာကိုထပ်မှတ်နိုင်တယ်ဆိုရင်တော့ထပ်မှတ်လို့ရနာကာမဆိုတာသူအပေါင်းဖော်ပြောတာနော်စနေထည့်လိုက်ပါပြီနာကာမကဲနောက်တစ်ခုက leoshin နဲ့တူတာဆိုဘာဖြစ်မလဲ
အိုးရတတိမထားမိတဲ့အကောင်မျိုးလေးလှည့်မိနိုင်ပါတယ်တတိထားပါအိုးရနဲ့လျောရှင်းတဲ့သူအတူတူပါပဲမိဘကိုပြောတာကဲနောက်တစ်ခုကယူဘေဆိုတာမင်းညာလို့ပြောတဲ့အတွက်ကြောင့်ခီနိုးနော့ဘန်နော်မင်းညာကိုပြောတာပါယူဘေလို့တစ်ခါလေးမှာစာမွဲမှာမင်းယူဘေကိုမကြောင်ပါနဲ့ခီနိုးနော့ဘန်မင်းညာကိုပြောတာပါဆနာဟာတာရာခီမတ်ကတော့အတူတူရှိပြီးသားဆိုဆင်းမထဲတော့เนาะဖြတ်လိုက်ပြီဟိုက်ကဲနောက်တစ်ခုကဟာနာမီဆိုရင်မင်းတို့သိပြီးသားဟာနာမီဆိုရဲဟာနာနီမီနီအီကူမဟုတ်လားဟာနော်ဟာနာနီမီနီအီကူပန်းကိုကြည့်ဖို့သွားတာမဟုတ်လားမီနီစံကြေးမတ်စကဲနဲ့ပဲရေးလိုက်မယ်ကွာအဲ့တော့ဟာနာမီလို့ပြောကြတာဂျပန်ရဲ့ပန်းကြည့်ပွဲတော့လို့ပြောတဲ့ကြောင့်ဟာနာကိုမီနီအီကီမတ်ပေါ့ဟုတ်တယ်မလားဒါကိုသိရပြီးရင်ဒိုယောဘီတို့နီချီယောဘီလာပြီအကျက်ရိုက်ပြီဒိုယောဘီတို့နီချီယောဘီစနေနဲ့တနင်္ဂနွေကိုဘယ်လိုခေါ်လဲရှူမတ်လို့ခေါ်တယ်လေဟုတ်တယ်မလားရှူမတ်သတိမထားမိလို့เนาะတကယ်စိတ်ဝင်စားကြည့်တကယ်မိုက်တယ်เนาะဂျပန်တွေကဒါမင်းတို့ N5 level တော့ဆိုရင်တော့ဗာလဲဒိုယောဘီတို့နီချီယောဘီစနေနဲ့တနင်္ဂနွေမင်းရဲ့ဟိုမှာဂါကူနိုယာဆူမီဝါ is this ကကျောင်းရဲ့အနားယူတာပဲတော့လေမင်းတို့ N5 level တော့ဆိုဘယ်လိုပြောဒိုယောဘီတို့နီချီယောဘီ this စနေနဲ့တနင်္ဂနွေဖြစ်တယ်ဒီ N4 level ကြတော့ ရှူမတ်လို့ပြောရင်စနေရောတနင်္ဂနွေရောပါသွားပြီကြားလားဒါကြောင့်this ရောနဲ့အဲ့တော့ကိုယ့်ရဲ့ level ကိုလေးမြင့်မှာစကားပြော level ပင်အာရိုင်မတ်ဆိုတာစီကြောတာဆိုတော့ဆင်တို့ဒီစန်တာကူရှီမတ်ကိုယူရပါမယ်မကြားဘူးရင်လည်းကိုရီးယားမှတ်လိုက်ပါစန်တာကူရှီမတ်လို့ပြောပါတယ်စန်တာကူရှီမတ်ပင်နောက်တစ်ခုကဟေဂျစ်ဆိုတာဒီစောနာအပေါ်ကစနေတနင်္ဂနွေလို့အဖွဲ့စည်းရလာတာပါဂေဆူယောဘီခါရခင်းယောဘီမာတယ်တနည်းအားဖြင့်ယုံဖွင့်ရလို့မှတ်ထားကြတာမလားမင်းတို့အလွယ်တကယ်ကြတော့ तू ကတနင်္လာစနေတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြအဲ့ဒီ9ရက်ကိုဂျပန်တွေက hedges လို့ပြောတာမင်းတို့ N5 level တော့ဆိုရင်ဂေဆူယောဘီကာရာခင်းယောဘီမာတယ်လို့ပြောတယ်မလားအလွယ်ပြော N4 level မှာဆိုရင် तू က hedges လို့ပြောရတာအဲ့တော့ကိုယ့်ရဲ့ level ကိုလည်းကိုမြင့်မှာ N4 ရောက်ပြီဆို N4 စကားသုံးမှာအဲ့တော့သူများဒိုယောဘီတို့နီချီယောဘီလို့ပြောရင်ကိုကရှူမတ်လို့ပြောရင်ဒါကိုယ့်ရဲ့ level ဒီလေးမြင့်သွားတာ N4 level ဖြစ်သွားတယ်သူများဂေဆူယောဘီကာရာခင်းယောဘီမာတယ်အလွယ်ပြောနေတဲ့အချိန်မှာကိုကစနာလိုပဲ hedges this ဟုတ်တယ်နော်အဲ့လိုပြောလိုက်တယ်ဆိုရင်ဗာလေဒါကိုယ့်ရဲ့ level မြင့်သွားတာအဲ့တော့စကားပြော level ကိုလေးမြင့်မှာပင်နောက်တစ်ခုကရှာဘယ်ရီမတ်ဆိုတာသူကဘာနဲ့တူလဲဆိုရင်ဟာနာရှိမတ်နဲ့တူပါတယ်နော်အဲ့ဒါကြီးလေတော်ရုံမသိကြပါဘူးတချို့ကျောင်းသားတွေဆိုနော်အပြစ်မပြောပါဘူးကိုရီးယားကြက်လိုက်ပေါ့ရှာဘယ်ရီမတ်ဆိုတာဒါသူကစကားပြောတာဟာနာရှိမတ်နဲ့အတူတူပါပဲရမယ်နော်ဟိုက်ကဲနောက်တစ်ခုကကြတော့ဗာလဲဆိုရင်ရှောဆိုတာအနှဲငယ်ကိုပြောတာပါစုခုနိုင်နဲ့တူပါတယ်ကလေးတို့စုခုနိုင်နဲ့အတူတူပါပဲနဲပါသောဆိုတဲ့အကောင်နဲ့ရှောနဲ့စုခုနိုင်နဲ့ဒီအတူတူပါပဲဆောင်းပွဲမှာမေးပါတယ်ခဏပြီးရင်နောက်တစ်ခုပါလဲဆိုရင်ဂေါ်ဇွန်ဂျီနော်ဂေါ်ဇွန်ဂျီဆိုတာသူကတိတာအဲ့ဒါရှီရီမတ်နဲ့အတူတူပါပဲတိဒီဆိုတဲ့အကောင်နဲ့အတူတူပါပဲနော်ဟိုက်နောက်တစ်ခုမင်းတို့ကြားဘူးမလားတော့မသိခါကြီးဟုတ်နော်ခါကြီးဆိုတာသူကပါလဲဆိုရင်သူကခါကြီးရဲ့အဓိပ္ပာယ်တော့သူကစမ်းစစ်သိကြတော့သူက2မျိုးအဓိပ္ပာယ်ရှိတယ်နံပါတ်1ကပါလဲဆိုရင်အီယေနောရှီငေါတိုရှီမတ်အိမ်လုတ်ကိုလုတ်တာဒီလားအီယေနောကွန်မန့်အီယေနောရှီငေါတိုရှီမတ်အိမ်လုတ်ကိုလုတ်တယ်ဆိုရတဲ့သူကအဓိပ္ပာယ်ဟုတ်နော်ဒါမင်းတို့ level နဲ့ဆိုရင်အဲ့ဒီအကောင်ပဲကြိုက်မယ်ခါကြီးဆိုတာလေခါကြီးဆိုတာသူကအီယေနောရှီငေါတိုရှီမတ်နော်အီယေနောရှီငေါတိုရှီမတ်အိမ်လုတ်ကိုလုတ်တာနောက်တစ်ခုသူကရှိတယ်မီးဘေးဆိုတဲ့အရှိပဲဟုတ်လားမီးဘေးအန်တီကိုသူကခါကြီးလို့ပြောတယ်အဲ့တော့ဒီ N4 level မှာဆိုတော့သူနဲ့တင့်တော်တာဆိုရင်ခါကြီးလို့ပြောရင်အီယေနောရှီငေါတိုရှီမတ်အိမ်လုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်နိုင်ပါတယ်ပြီးရင်နောက်တစ်ခုခါကုအိမ်နောင်ပရီဘောကခါကုဆိုတာအိမ်နောင်ပရီဘောကလို့ပြောတဲ့အတွက်ကြောင့်မို့ဘာတွေပါလာနိုင်လဲစုခုဝဲတွေဟုတ်တယ်မလားစုခုဝဲတွေဖြစ်မယ်ပြီးရင်နောက်တစ်ခုမင်းတို့ဟိုကပါလဲအိမ်နောင်ပရီဘောလို့ပြောရင်ခါပင်ဟုတ်တယ်မလားပန်းအိုးတွေဟုတ်တယ်မလားဒါအိမ်နောင်ပရီဘောကတွေပဲလေခါပင်ပြီးရင်ဘာရှိသေးတယ်တဲဘူးရုဇပွဲဒါမျိုးတွေပြောတာမဟုတ်လားဟုတ်တယ်နော်တဲဘူးရုဟုတ်နော်တဲဘူးရုဇပွဲဒါမျိုးတွေဖြစ်လာနိုင်တယ်ဟုတ်တယ်နော်အဲ့တော့ခါကုလို့ပြောရင်ပင်ခါကိုီမိုက်တာ
ခါခိုးကြီးကကျတော့မိုက်တာတခါမှတော့မမေးသေးဘူးလို့ပြောတယ်ပေါ့နော်စန်စေကတော့မေးလာရင်သူနဲ့အနီးဆက်ဆုံးတူတာစနေထင်တာဟန်ဆာမူနာနဲ့တူတယ်သိလားနော်ဟန်ဆာမူနာနဲ့တော့တူမယ်တင်တယ်ဟန်ဆာမူနာအော်ဟန်ဆာမူနာဘန်ဆာမူနာဟန်ဆိုတော့ဟန်ဆာမူနော်ဟန်ဆာမူနာဆိုတဲ့ယောက်ျားပီတာသောဆိုတဲ့အကောင်နဲ့တူလိုက်မှတင်တယ်ရမယ်နော်အဲ့တော့ခုစနေပြောတဲ့အကောင်လေးတွေကိုကြည်ချင်းအဖြစ်မင်းတို့ကြက်လိုက်မယ်ဆိုလို့ရှိရင်ဖွင့်ထားမယ်ကိုကြက်ထားမယ်ဆိုရင် M4 ရဲ့အလကားနေဘယ်နှမှတ်ဖို့ရမလဲ16မှတ်ဖို့ရပါမယ်မွန်တိုင်းရောနဲ့မွန်တိုင်းဂေါမှာရှိတဲ့အကောင်မှာအလကားနေ16မှတ်ဖို့ရမယ်အဲ့တော့ကိုကခန်းကြီးကို12မှတ်ဖို့ရတယ်ဆိုရင်တွက်ကြည့်လိုက်တော့12နဲ့16ဆိုအလကားနေ28မှတ်ဖို့ရတော့အဲ့တော့ M4 ဖြည့်ဖို့အတွက်က3ပုံအောင်ဖို့အတွက်3ပုံပွင့်တပုံတက်တာတော့ဟုတ်တယ်နော်အဲ့တော့စင်စေကတဖြည်းဖြည်းနဲ့မေးခွန်းထဲမှာဘယ်လိုဟာမျိုးတွေမေးနိုင်တယ်ဘယ်လိုဟာမျိုးတွေဖြစ်လာနိုင်တယ်ဆိုတော့စင်စေစင်စေနိုင်တဲ့လောက်ကူညီပေးမယ်ပေါ့နော်နိုင်တဲ့လောက်ကူညီပေးမယ်အဲ့တော့မီနာဆန်တို့ကလည်းစင်စေပြောတဲ့ဟာလေးကိုအားတယ်ဆိုရင်ဖွင့်ထားတယ်ဆိုရင်တော့တန်ဖိုးရှိတယ်ရမယ်နော်ဟိုက်အဲ့တော့ဖွင့်ထားတယ်ဆိုရင်တော့တန်ဖိုးရှိရဲအဲ့တော့စင်စေနဲ့အတူဒါလေးကိုနောက်ဆုံးတစ်ခေါက်ဖတ်ကြည့်ရအောင်ကြမယ်နော်အစအနေဆုံးဘာလုပ်ကြမလဲဖတ်ကြည့်ကြမယ်နော်ဟိုက်ရဲဆိုရင်ဒီနေ့ဗာမေးစရာရှိလဲဆိုရင်စနေကိုဒီအောက်မှာမသိတာတွေမေးချင်တာရှိရဆိုရင်စနေကိုအချိန်မြွေးလာပြီရမယ်နော်မှတ်ထားလို့ရပြီအဲ့တော့အဆုံးထိကြည့်ပြီးရဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ် Ideographic period Kirei Yutsukushi Odoroku Bikuri Ataimasu Yushatsu Tano Mimashita Onge Shimasu Takusen Furimasu Undo Dansu Dokushin Kekon Shitaimasen Yuwerikai Katakunai Nico Nico Warimasu Himitsu Daramo Iwanada Kudasai Iso Gashi Himajarimasen Yunyu Kaimasu တိုင်းရပါတိုင်းလည်းမသိဘူးเนาะအဲ့သူတိုင်းတော့ line မဖတ်နဲ့เนาะဒါရဲ့အကြောင်းတောင်းဖြစ်နေတယ် okay အဲ့ဆိုရင်ကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးလို့เนาะ